ညီမတို့လမ်းမှာပြီးတော့အပိုင်းတက်ထက်ရောက်သွားတယ်ဒါကြီးကန်းဖြစ်သွားတဲ့အမှတ်တရပေါ့နော်မင်္ဂလာပါဒီနေ့တော့ train light ကမြောက်တော့ကုန်းမှာရှိတယ်ဘူဘာတို့အိမ်အောင်ရောက်ရှိလို့နေပြီနော်ဒီနေ့မှာဆိုလို့ရှိရင်ဒါဆိုညီမတို့ kitchen cabinet လောက်ဖြစ်ဒါ TV cabinet လေးလုပ်ပေးထားတယ် blog ကိုသုံးပေးထားတယ်ဒီမှာဆိုရွှေရောက်မှာပဲကြောတွေပါမယ်ဒီဟာလေးက battery ဒီနောက်မှာဆိုရင်ညီမတို့ eco ကိုသုံးပေးထားတယ်နောက်မှာဘူဖိုင်းမီချောင်းလေးတွေပါမယ်ဒီရောက်မှာဆိုရင်ညီမတို့ anzwell လေးတွေရှိမယ်နောက်ပြီးတော့ဒီမှာဆိုရင်ညီမတို့ကဒါ 6.5 mili SPC ရေဆိုရေစိမ်ကန်လေးခင်းပေးထားတယ်ဒီ main door ဆိုရင်ဒါ main door ပထမတော့ညီမတို့ main sea door တက်လာတာအဲ့ main sea door လေးကိုဖြုတ်တယ်ပြီးတော့ဒီတက်တာတကားလေးကိုအသစ်ပြန်တက်ပေးတယ် polish တွေတိုက်တယ်လိုက်ကားလေးတင်တယ် polish လိုက်တာပေါ့ဒီဟာဒေါ်လော်ရဒါ ancient ရဲ့ဟာလေးနော် ancient တက်ပေးတဲ့ဟာလေး okay ဖနက်ချွတ်လေးမှာလည်းဒီဖနက်ချွတ်လေးမှာညီမတို့ဒါကြွေပြားလေးခင်းပေးထားတယ်ဒီအောက်လေးမှာကြွေပြားလေးခင်း white cement လေးပြန်ထည့်ပေးထားတယ်ဒီမှာဆိုရင်ညီမတို့တအိမ်လုံးကိုစီလင်ဒီဇိုင်းပါတယ် Bath & WC နဲ့ဝရနာလွှဲကျန်တဲ့နေရာကုန်စီလင်ဒီဇိုင်းပါတယ်ကျန်တဲ့နေရာမှာတော့ပလိန်ပေါ့ဒီဟာလေးမှာဆိုရင်ဒီမှာစီလင်ဒီဇိုင်းရဲ့အစမ်းလေးဒီမှာဆိုလည်းမီဒီအလှလေးရှိမယ်ဒီမီဒီလေးက3ယောက်ပြောင်းမယ်နော်ဒါ3ယောက်ပြောင်းမယ်ဒီနားမှာခလုတ်အောင်3ယောက်ဒါလေးကမီဒီဒါလေးကမီဒီလေးကအယောင်3ယောက်ဒီနားမှာဆိုရင်ညီမတို့က kitchen နဲ့ living room ကိုဒီ divider လေးကဒါငကိုပြတဲ့အင်ရှင်မှာရှိပြီးသားအင်ရှင်ရှိပြီးသား divider လေးကိုမှာဒီအပေါ်လေးမှာဒါတစ်မျိုးလေးပေါ့နည်းနည်းလေးဆောင်းအောင်လို့ဆိုပြီးညီမတို့ eco blue လေးနဲ့အလှဆင်ပေးထားတယ်။ဒါလေးဆို kitchen လေးကိုသွားမယ်။ဒီအိမ်မှာထူးခြားတာကဒီမှာ kitchen 3ခုလောက်ရှိတာ။ဝရနာလည်း3ခုပဲ။ဒီမှာဆိုရင်ညီမတို့ kitchen ကန်လေးကိုဒါတပေပတ်လေကြွေပြားလေးတွေပြန်ခင်းပေးထားတယ်။ white cement လေးတွေပြန်ထည့်ပေးထားတယ်။ဒါလေးက drawing kitchen drawing kitchen ကတော့ငကိုကလေးကသူ့မှာရှိပြီးသားဟာလေ။ဒါပေမဲ့ညီမတို့ကဒီအပေါ်အောက် cabinet လေးကိုဒါ block လေးနဲ့လုပ်ပေးထားတယ်။ဒီမှာဆိုရင်အောက်မှာအကန့်လေးတွေပါမယ်။ granite လေးတွေပါပြန်ကပ်ပေးထားတယ်။ဒီလိုမျိုးလေးပေါ့။ကန့်လေးတွေပါမယ်။ဒါလေးဆိုရင်ညီမတို့ anzwell လေးဆိုလေးတုံးပေးထားတယ်ဒါစီစဉ်ကြွေပြားလေးတွေကဆိုပြန်ကပ်ပေးထားတယ်ဟို profile မီချောင်းလေးနဲ့ထားဆင်ပေးထားတယ်ဒါမီချင်းချက်ရင်လည်းတစ်ခါတော့နင်းချင်းလေးဖြစ်သွားဒီမှာ kitchen လေးပါလေညီမတို့စီစဉ်ဒီဇိုင်းခက်လာလေးလုပ်ပေးထားတယ်ဒါလေးဆိုလည်းအိုင်ဒီယာဆန်းဆန်းလေးပဲအဲ့ဒါပြီးလို့ရှိရင်ဒီမှာမီဒီလေးကလည်းအလှလေးပဲမီဒီအလှလေးညီမတို့ဒါ3ရောင်လေးပါမယ်ဒါလေးကညီမတို့ရဲ့ common button WC common button WC မှာဆိုရင်ညီမတို့ဒီအောက်ကကြွေပြားလေးကနာငိုရှိပြီးသားကြွေပြားလေးအဲ့တော့မှညီမတို့ကဒီဇိုင်းတူတဲ့ဟာလေးရှာပြီးဒီအပေါ်တဲ့နေရာပေါ့လိုတဲ့ဘင်းနေရာအထိကိုကြွေပြားလေးတွေပြန်ဆက်ကပ်ပေးတယ်ဂျန်နယ်ရဲ့တန်ရှင်းလေးတွေအကုန်လုပ်ပေးထားတယ်ဒီအိမ်မှာဆိုရင်ညီမတို့ရေလိုင်းမီလိုင်းအကုန်ပါတယ်နောက်ပြီးတော့တအိမ်လုံးကိုလည်းညီမတို့ဒီမှာဆေးအကုန်ပြန်တုပ်ထားတယ်နော်ဒါဆေး orient လေးဆေးပြန်တုပ်ပေးထားတယ်နောက်ပြီးလို့ရှိရင်ဒီမှာက work kitchen ဒီ work kitchen လေးကဒါငကိုကလေးရဲ့အင်ရှင်မှာရှိပြီးသား work kitchen လေးအဲ့ဒါကိုမှညီမတို့ကဒီအောက်မှာအလူမီနီယံနဲ့ cabinet လေးလုပ်ပေးထားတယ် lower cabinet လေးပါမယ်ဒီလိုမျိုးဆိုရင်ဒါအကန့်လေးတွေပါပါတယ်ပြီးရင်ဒါညီမတို့ပြင်ဆင်ပေးထားတဲ့ဟာထဲမှာအပြင်မှာရှိတယ်ဒီမှာဆိုရင်ဒါဝရနာပေါ့ဝရနာလေးက3ခုတောင်ပါတယ်ဒီဝရနာမှာဆိုရင်ဒါမီးဖို့ကုန်ဒီတစ်ခုလုံးကညီမတို့အသစ်ပြန်လုပ်ပေးထားတာအကုန်လုံးအသစ်ပြန်လုပ်ပေးထားတယ်ဒါ9ပေ6လောက်မှဝင်းကျင်ရှိရပေါ့10ပေဝင်းကျင်လောက်ထိရှိတယ်ပြီးရင်ဒီမှာစီစီကြွေပြားတွေကတ်တယ် granite တွေကတ်တယ်အောက်မှာ lower cabinet တွေပါမယ်ဒီဟာလေးပေါ့ဒါလေးကဝရနာလေးပါမီးဖို့ကုန်အသစ်လေးရှိတယ်ဒါပြီးလို့ရှိရင်ညီမတို့ကဒီရှောက်လန်လေးသွားမယ်ဒီအိမ်မှာဆိုရင်ဒီမှာရှောက်လန်လေးမှာလည်းစီလင်ဒီဇိုင်းလေးတွေပါတယ်ဒီမှာကျတော့ညီမတို့ရိုးရိုးရှင်းဒီဇိုင်းလေးပဲသုံးပေးထားတယ်ဒီမှာဆို shoe cabinet လေးတွေပါမယ်ဖက်နက်လေးတွေစိတ်ကြိုက်ထည့်လို့ရတယ် shoe cabinet လေးတွေပါမယ်အကန့်လေးတွေပါတယ်ဒီနားလေးဆိုဒါလေးဆိုမှန်လေးနဲ့လုပ်ပေးထားဒီမှာဆိုရင်လည်းရှောက်လန်အပြည့်ကိုညီမတို့ SPC တွေပြန်ခင်းပေးထားတယ်ကဲဒီဟာကတော့ bedroom ပထမတော့ကဒီအခန်းလေးကညီမတို့ကဖေးဟားခန်းအနေနဲ့သုံးထားတာရှရိုင်းအနေနဲ့သုံးထားတဲ့ဟာလေးဒါမဲ့ဒီဟာလေးကအခုတော့ baron အနေနဲ့သုံးမယ်ဒီမှာဆိုရင်ညီမတို့ကြွေပြားလေးတွေအကုန်အသစ်ပြန်ခင်းပေးထားတယ် white cement တွေထည့်ပေးထားတယ် ceiling design လေးဆိုတော့ဒါ profile မီချောင်းလေးနဲ့ရိုးရိုးရှင်းရှင်းလေးပဲလှဆင်ပေးထားတယ်မီဒီအလှလေးပါမယ်ဒါလေးက baron လေးပါရှင်ပြီးရင်ညီမတို့ဒီခန်းလေးကိုသွားမယ်ဒီတကားလေးတွေကဒါအင်ရှင်စီမှာငကိုရှိပြီးသားအဟောင်းလေးတွေပဲနော်အဲ့ဒါလေးကိုပဲနေပါလိုရာလေးကိုပြန်ဆင်ပေးကြတယ်နောက်ပြီးဒီမှာဆိုလဲ ceiling design လေးပါမယ်ဒါလေးက baron နောက်တစ်ခန်းပေါ့စီစဉ်ဒီဇိုင်းလေးတွေပါမယ်ဟိုမှာဆိုရင်ရှေ့မှာဝရနာတောက်တစ်ခုရှိတယ်နော်ပြီးလို့ရှိရင်ညီမတို့ဒီဘက်ကအခန်းလေးကိုသွားမယ်ကဲဒါလေးကလည်းနောက်ထပ်ဘရန်ကန်လေးပဲနောက်ထပ်ဘရန်ကန်လေးမှာဆိုရင်ညီမတို့ဆေးလေးတွေအပြည့်တုပ်ပေးထားတယ်စီစဉ်ဒီဇိုင်းလေးတွေပါမယ်ဒီမှာဆိုရင်ဒါ wall lamp လေးတွေပါရှိတယ်နော်ဒီကလေးဆိုရင် wall lamp ရဲ့မီးလေးဒီမှာစီစဉ်ဒီဇိုင်းရဲ့မီးလေးဒီကလေးဆိုရင်3ရောင်ပဲဒီအောင်3ရောင်ပါမယ်နော် light tray လေးတွေပါမယ်ဒီမှာနောက်ထပ်ဝရနာတစ်ခုနော်ဒီမှာနောက်ထပ်ဝရနာတစ်ခုဒီမှာဝရနာတွေတော်တော်များတယ်ဒီနားမှာဆိုတဲ့ ceiling design လေးပါမယ်ဒါလေးကတော့မီးအလှလေးတွေမပါတော့ဘူး profile မီးချောင်းလေးနဲ့အလှဆင်ပေးထားတယ်ကဲဒီမှာဒါလေးကလည်း button WC လေးဒီ
ဒီဘက်တန် WC လေးမှာဆိုလို့ရှိရင်လည်းညီမတို့ကလိုတဲ့နေရာလေးတွေကြွေပြားလေးတွေပြန်ကတ်ပေးထားတယ်တန်ရှင်းလေးတွေအကုန်ပြန်လုပ်ပေးထားတယ်ပြီးလို့ရှိရင်ဒီမှာဟိုမှာ glass partition လေးနော်ရေချိုးတဲ့နေရာနဲ့ဒီ toilet နဲ့ကိုချပေးလို့ glass partition လေးတွေကပြန်လုပ်ပေးထားတယ်ဒါဆိုရင်ကဲဒီလေးနဲ့ပတ်သက်ပြီးတော့ညီမတို့အသေးစိတ်သိချင်တာလေးပဲဖြစ်ဖြစ်ဈေးနှုန်းလေးတွေသိချင်တာပဲဖြစ်ဖြစ်ဘာလေးပဲစုံစမ်းခြင်းပေါ့နော်ကိုယ်အိမ်လေးနဲ့ဆွေးနွေးတာမြင်နေဆိုလို့ရှိရင်လည်းဒီဗီဒီယိုလေးကမအောင်မှာမှန်ခဲ့ပြီးလို့ရတယ်နော်ပြန်ဆုံကြပါမယ်